မြေပုံပေါ်မှာတော့မြန်မာနိုင်ငံစော်ဝေးတွေ့ရမှာပေါ့ဒါပေမဲ့အဲ့ဒီပုံရေးရဲ့နောက်ကွယ်မှာတကယ်ဖြစ်မှန်ကတော့တဖြည်းဖြည်းနဲ့ပြိုလဲပြည့်စည်နေတဲ့နိုင်ငံတနိုင်ငံရှိနေပါတယ်ဒီနေ့မှာတော့အဲ့ဒီအကြောင်းကိုပဲတို့တွေအတူတူလေ့လာကြည့်ကြရအောင်တကယ်တော့ရွှေရံပြည်လို့တင်စားခေါ်ပေါ်ခဲ့ကြတဲ့ပုံရင်းနဲ့လက်ရှိဖြစ်နေတဲ့အခြေအနေကတော်တော်လေးကိုကွာခြားသွားပါပြီအခုလက်တွေ့မှာတော့ပတ်ပေါင်းစုံကနေတိုက်ခိုက်နေကြတဲ့ပြည်တွင်းစစ်ကြောင့်ကျင်းမပျက်စီးနေတဲ့အဖြစ်မှန်တစ်ခုပဲရှိပါတော့တယ်ဒီကွာဟာချက်ကတကယ်ကိုတုံလို့စရာကောင်းပါတယ်2021ခုနှစ်ကအင်တာနက်ပေါ်မှာအရန်ကိုပြန်သွားခဲ့တဲ့ဗီဒီယိုတစ်ခုကိုမမိကြအောင်မေ့ထင်ပါတယ်။ Aerobic နီးပြတစ်ယောက်ကကင်မရာရှေ့မှာအေးအေးဆေးဆေးခနေတုံးဒူးနောက်မှာစစ်ကားတဲ့နဲ့အာနာသိန်းနေတဲ့မြင်ကွင်းလေးအဲ့တုန်းကတော့ meme တစ်ခုလိုဖြစ်သွားပေမဲ့အဲ့နောက်ွယ်ကဖြစ်မှန်ကတကယ်ကိုကြာစီရကောင်းပါတယ်။ဆိုတော့ဒီမေခွန်းကိုပြန်မိကြည့်ရအောင်။နိုင်ငံတနိုင်ငံပြိုကျပျက်စီးမှုရဲ့အစကိုဒီဗီဒီယိုလေးတစ်ခုကဘလို့များမတော်တဆမတန်းတင်နိုင်ခဲ့တာပါလဲ။ကဲပထမဆုံးအနေနဲ့လက်ရှိအကျက်အတဲဖလောက်တောင်ဆိုးရောက်နေပြီလဲဆိုတာကိုခနန်းချက်လက်တွေနဲ့တခြားခိလိုက်ကြရအောင်ဒီကိန်းကနန်းတွေကတကယ်ကိုအနာအတင်စရာကောင်းပါတယ်8200ကျော်ဟုတ်ပါတယ်ဒါက2027ခုနှစ်မှာပြည်တွင်းစစ်စတင်ဖြစ်ပွားခဲ့ပြီးကြတဲ့ကတိတ်ဆုံးခဲ့ရတယ်လို့လည်းအရေးသွက်ပါနောက်တစ်ခုက3တန်း2သိန်းဒီကိန်းကနန်းကတော့နေရက်စွန့်ခွာပြီးထွက်ပြေးနေရတဲ့လူတွေရဲ့အရေးသွက်ပါဒီလောက်များပြားတဲ့အရေးအသွေးကြောင့်ပဲမြန်မာနိုင်ငံကပဋိပက္ခဟာအခုလက်ရှိကမ္ဘာပေါ်မှာဖြစ်ပွားနေတဲ့အဖျက်ဆွမ်းအားအကြီးဆုံးပဋိပက္ခတွေကတစ်ခုဖြစ်လာခဲ့ရပါတယ်။ဒါမဲ့တကယ်ကိုအဖေကကြပြီးတုံ့လုစရာအကောင်ဆုံးအချက်ကတော့ဒါပါပဲ။ဘဟိုအစိုးရကနိုင်ငံပိုင်နဲ့ရဲ့9ပုံတပုံလောက်ကိုပဲထိန်းချုပ်နိုင်တော့တယ်ဆိုတဲ့အချက်ပါ။ဆိုတော့ကျန်တဲ့နေရာတွေမှာဘာတွေဖြစ်နေလဲ။အကျိုးဆက်ကတော့ရှင်းပါလေ။ဥပဒေမဲ့တဲ့နေဆက်တီတာတွေကြီးမားလာတဲ့မူရေးစေဝါလုပ်ငန်းတွေပြီးတော့ကမ္ဘာအကြီးဆုံး online ငွေလိမ်လုပ်ငန်းတွေချီဆိုးလာတာပါပဲ။နောက်ဆုံးမှာတော့မြန်မာနိုင်ငံဟာအရှိအာရှရဲ့တစ်ခုတည်းသောကြာရှုံနိုင်ပိုင်း face day အဖြစ်သတ်မှတ်ခံလိုက်ရပါပြီ။ဟုတ်ပြီဒီလိုအခြေအနေကြီးဘယ်လိုဖြစ်လာခဲ့တာလဲ။အဖြေကိုရှာဖို့ဆိုရင်တော့ဒီပါတီပခတ်ရဲ့နှဆိုင်တဲ့သမိုင်းနောက်ခံနဲ့တိုင်းနာရေးကိစ္စတွေကိုအချိန်နောက်ပြန်ဆုပ်ပြီးတစ်ချက်လေးလာကြည့်ဖို့လိုပါလိမ့်မယ်။အရင်ဆုံးနားလည်ရမှာကမြန်မာနိုင်ငံဟာယဉ်ကျေးမှုရဲ့အလွန် energetic တဲ့နိုင်ငံတစ်ခုပါ။တရားဝင်အတိမပြုထားတဲ့တိုင်းနာဥစုပေါင်း190ခွဲတောင်ရှိပါတယ်။ဒါပေမဲ့အဲ့ဒီထက်မှ68%ရှိတဲ့ဗမာလူမျိုးစုကလူဦးရေအများစုထည့်ပြီးသမိုင်းတစ်လျှောက်လုံးနိုင်ငံရင်းမှလွှမ်းမိုးထားခဲ့တယ်။အဲ့ဒီလွှမ်းမိုးမှုကပဲပဋိပက္ခရဲ့မျိုးစေ့တွေထစ်လာခဲ့တယ်လို့ဆိုနေပါတယ်။ဒီနေရာမှာ ENL ဆိုတဲ့အသုံးအနှုန်းကိုနားလည်ဖို့အရေးကြီးလာတာပြီ။ ENL ဆိုတာတိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကိုဆိုလိုတာပါ။လွတ်လပ်ရေးမရခင်ကခေါင်းဆောင်ဖြစ်တဲ့ပူချုပ်အောင်ဆန်းကတိုင်းသားတွေကိုကိုပိုင်အုပ်ချုပ်ခွင့်ပေးမယ်လို့ကတိပေးခဲ့ပေမဲ့အဲ့ဒီကတိတွေပြပြဝိုင်းခဲ့တယ်။အဲ့ဒီနောက်မှာပဲတိုင်းသားလူနည်းစုတွေကသူတို့ရဲ့ကိုပိုင်ပြည်တွင်းစစ်တပ်ဖွဲ့တွေကိုဖွဲ့စည်းခဲ့ကြတာပါ။တကယ်ကိုမယုံနိုင်စရာကောင်းတာကတချို့အဖွဲ့တွေဆိုရင်ဗဟိုအစိုးရကို2089နှစ်ကျော်ကြာတိုက်ခိုက်နေကြတာပါ။ဒါကြောင့်ပဲမြန်မာပြည်တွင်းစစ်ဟာကမ္ဘာသက်တမ်းအရွှေဆုံးပြည်တွင်းစစ်ဖြစ်နေရတာပေါ့။ကဲဂျာကနေစင်ဒီဇလန်ရဲ့အဓိကဇက်ကောင်ဖြစ်တဲ့စစ်တပ်နဲ့သူတို့ရဲ့တမန်နီလက်အကြောင်းကိုဆက်ကြည့်ကြရအောင်။ဆယ်စုနှစ်တည်နဲ့ကြီးတဲ့သူတို့ရဲ့အုံချုပ်မှုကနိုင်ငံရဲ့အခြေအနေလေးကိုဘယ်လိုများပို့ပြီးဆိုးဝါးစေခဲ့တယ်လဲဆိုတာလေ့လာကြည့်လိုက်ကြရအောင်။တမတော်ဒါကတော့မြန်မာလက်နက်ကင်တပ်ဖွဲ့ရဲ့တရားဝင်အမည်ပေါ့။ဒီဇလန်တစ်ခုလုံးရဲ့အဓိကဗီလင်လို့တော့ပြောလို့ရပါတယ်။အဓိကဖင်ပမာဗုဒ္ဓဘာသာဝင်တွေလွှမ်းမိုးထားပြီးနိုင်ငံကိုခေတ်သစ်သမိုင်းရဲ့အချိန်အတော်များများမှာရက်စက်ကြမ်းကြုတ်တဲ့အာဏာရှင်စစ်မှန်နဲ့အုပ်ချုပ်ခဲ့ပါတယ်။သူတို့ရဲ့အုပ်ချုပ်မှုအောက်မှာပဲနိုင်ငံဟာကမ္ဘာနဲ့အဆက်ပြတ်ပြီးအထီးကျန်ဖြစ်ခဲ့ရသလိုဆိုးဝါးလာတဲ့စင်ရဲမွေးတဲ့မူတံကိုလည်းခံခဲ့ရပါတယ်။အာနာသိမ့်မှုစီကိုရောက်လာတဲ့လမ်းကတော်တော်လေးရှည်လျားပါတယ်။အတူတူလိုက်ကြည့်ကြရအောင်။ပထမဆုံးအချိန်အာနာသိမ့်ခဲ့တယ်။နောက်ပြီး1990မှာဒေါအောင်ဆန်းစုကြည်ရဲ့ NLD ပါတီကရွေးကောက်ပွဲမှာအပြတ်တက်နိုင်ခဲ့ပြီးမြဲစစ်တပ်ကအာဏာလွှမ်းမပြီးပဲလွတ်လူရှုခဲ့တယ်။အချိန်ကြီးကျော်ပြီး2015မှာတော့ NLD ကအာဏာခွဲဝေမှုသဘောတူညီချက်နဲ့အစိုးရဖွဲ့နိုင်ခဲ့ပါတယ်။ဒါပေမဲ့အရေးကြီးတဲ့အလက်ပြောင်းက2019မှာဖြစ်ခဲ့တယ်။ရိုဟင်ဂျာတွေရဲ့ပေါ်လူမျိုးတုံးတပ်ဖြတ်မှုကြောင့်အရတားအစိုးရဟာနိုင်ငံတကာရဲ့ထောက်ခံမှုကိုလုံးဝဆုံးရှုံးသွားခဲ့ပြီးဒါကပဲစစ်တပ်အတွက်အခွင့်အရေးတစ်ခုဖြစ်လာခဲ့ပါတယ်။ကဲဒါဆိုရင်တော့2020တဲ့အာဏာသိမ်းမှုရဲ့နောက်ဆက်တွဲအကျိုးဆက်တွေစီကိုရောက်လာပါပြီ။စစ်တပ်ကအာဏာကိုအလုံးစုံပြန်ချုပ်ကင်မှုစ조사ခဲ့ပေမဲ့သူတို့လုံးရက်ကြောင့်သူတို့လုံးဝမထင်မှတ်ထားတဲ့အရာတစ်ခုကိုမတော်တဆဖန်တီးလိုက်သလိုဖြစ်သွားပါတယ်။အဲ့ဒါကတော့စီလုံးညီညွတ်တဲ့တော်လန်ရေးလှူရှားမှုကြီးတစ်ခုပါပဲ။ဒီအာဏာသိမ်းမှုကတကယ်ကိုမထင်မှတ်ထားတဲ့မဟာမိတ်ဖွဲ့မှုတစ်ခုကိုဖြစ်ပေါ်စေခဲ့ပါတယ်။အဲ့ဒါကတော့မျိုးပြကဒီမိုကရေစီလိုလားတဲ့ဗမာလူငယ်တွေနဲ့စစ်ဇူးနှင်းတွေနဲ့ချီဖိနှိပ်ခံခဲ့ရတဲ့တိုင်းရင်းသားလူနည်းစုတွေကြားကမဟာမိတ်ဖွဲ့မှုပါပဲ။အာဏာသိမ်းပြီးတဲ့နောက်မှာចောင်းသားတွေအမှုပညာရှင်တွေရုံးဝန်ထမ်းတွေ
ထောင်ပေါင်းများစွာဟာမျိုးကြီးတွေကနေထွက်ပြေးခဲ့ကြတယ်ပြီးတော့ EAO တွေစီမှာစစ်ပညာတွေတွားသိမ်းယူပြီးအားကောင်းတဲ့စီးလုံးညီညွတ်တဲ့ခုခံတော်လှန်ရေးလှုပ်ရှားမှုအသစ်တစ်ခုကိုဖွဲ့စည်းခဲ့ကြပါတယ် အခုလက်ရှိပြည်တွင်းစစ်ရဲ့အခြေအနေကိုကြည့်ရင်အဓိကအဖြစ်နှစ်ဖက်ရှိနေပါတယ်။တစ်ဖက်မှာတော့စစ်ကောင်စီတက်မလို့ပေါ့။သူတို့မှာစစ်တီအင်ကတသိန်း3000လောက်ရှိပြီးမြို့ကြီးတွေကိုထိန်းချုပ်ထားနိုင်ပြီးပဲအင်အားကတော့တဖြည်းဖြည်းလျော့နေလာနေပါတယ်။နောက်တစ်ဖက်မှာတော့ခုခံတော်လှန်ရေးအင်အားစုတွေပါ။သူတို့ကတော့အမျိုးသားညီညွတ်ရေးအစိုးရ NUG သူ့ရဲ့လက်နက်ကင်တပ်ဖွဲ့ PDF နဲ့မဟာမိတ် EAO တွေပူးပေါင်းထားတာပါ။သူတို့မှာစစ်တီအင်က8500ကျော်ရှိပြီးနိုင်ငံရဲ့ဂျေလက်ဒေတာအများစုကိုထိန်းချုပ်ထားနိုင်ကမဟာမိတ်တွေလည်းပို့ပြီးတိုးပွားလာနေပါတယ်။စစ်ကောင်စီကအတင်းဓမ္မစစ်မှုထမ်းဥပဒေကိုအတစ်သွင်းလိုက်တာကပဲသူတို့ဘလောက်အတက်အတေးတွေ့နေလဲဆိုတာကိုသိသာစေပါတယ်။ ကဲအခုတော့ဒီပဋိပက္ခတစ်ခုလုံးမှာအရေးကြီးဆုံးဖင်ပအင်အားစုထစ်ကျတရုတ်နိုင်ငံရဲ့အခန်းကဏ္ဍကိုတစ်ချက်ကြည့်လိုက်ကြရအောင်သူတို့ရဲ့ကစားကွက်ကထင်ထားတာထက်အများကြီးပို့ပြီးတော့ရှုပ်ထွေးပါတယ် ဆိုတော့မင်းဆရာရှိတာကမြန်မာနိုင်ငံရဲ့ဒီလို brand ပါတာဖြစ်နေတဲ့အခြေအနေမှာတရုတ်နိုင်ငံကဘာကြောင့်ဒီလောက်တောင်နက်နက်ရှိုင်းရှိုင်းပါဝင်ပတ်သက်နေရတာလဲအဖြစ်ကိုရှာချိလိုက်တဲ့ခါမှာတော့ဒါတူရိုနဲ့ဆက်မှာတည်ငြိမ်ရေးရရှိဖို့ဆိုတာထက်အများကြီးပိုတဲ့တရုတ်ရဲ့မဟာဗျူဟာမြောက်ရည်မှန်းချက်တွေကိုတွေ့ရပါလိမ့်မယ် အဖြေကတော့မလကတက်ခတ်လို့ခေါ်တဲ့အရာမှာရှိနေပါတယ်ရှင်းရှင်းပြောရရင်တရုတ်နိုင်ငံရဲ့စွမ်းအိမ်တင်သွင်းမှု80%ဟာကျင်းပြောင်းပြီးထိခိုက်လွယ်တဲ့မလကရေလက်ကြားကိုဖျက်ဆီးနေရတာပါတကယ်လို့စစ်ရေးပဋိပက္ခတစ်ခုခုဖြစ်လာခဲ့ရင်ရန်သူရည်တပ်ကအဲ့ဒီနေရာကိုအလွယ်တကူပိတ်ဆို့လိုက်နိုင်ပြီးတရုတ်နိုင်ငံကိုအကြီးအကျယ်ထိခိုက်စေနိုင်ပါတယ်မြန်မာနိုင်ငံကိုဖျက်ဖောက်ထားတဲ့ပိုက်လိုင်းတွေကတော့အိန္ဒိယသမုဒ္ဒရာကိုတိုက်လိုက်ဆက်သွယ်ထားတဲ့ကုန်လမ်းကြောင်းဖြစ်နေတော့သူတို့အတွက်မရှိမဖြစ်အရေးပါတဲ့လမ်းကြောင်းတစ်ခုဖြစ်လာတာပေါ့ ဒီဇယားကွက်ကိုကြည့်လိုက်ရင်ပိုက်လိုင်းရဲ့မဟာဗျူဟာမြောက်အရေးပါမှုကိုပိုပြီးရှင်းရှင်းလင်းလင်းမြင်နိုင်ပါလိမ့်မယ်။လက်ရှိမှာတော့ဒီပိုက်လိုင်းကနေတရုတ်ရဲ့ဓာတ်ခွေလှုပ်လှုပ်ချက်ချမ်းတွေက2.8%ကိုဖြည့်ဆည်းပေးနေပါတယ်။ဒါပေမဲ့သူ့ရဲ့အလားအလာကတရုတ်ရဲ့ဓာတ်ခွေလှုပ်လှုပ်ချက်စုစုပေါင်းရဲ့20%ကျော်အထိဖြည့်ဆည်းပေးနိုင်စွမ်းရှိပါတယ်။ဒါကြောင့်တရုတ်အတွက်တော့ဒီပိုက်လိုင်းတွေကိုလက်လွတ်ဆုံးရှုံးမှုဆိုတာလုံးဝမဖြစ်နိုင်တဲ့ကိစ္စတစ်ခုပါပဲ။အဲ့တော့တရုတ်ကဘာလုပ်လဲဆိုတော့နက်ဖက်ကွက်ကစားတဲ့မဟာဗျူဟာကိုသုံးပါတယ်။ဒါကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။တစ်ဖက်မှာတော့သူတို့နိုင်ငံဘေးမှာအနောက်နိုင်ငံလိုလားတဲ့အစိုးရထက်ခုမရှိလာစေချင်လို့စစ်ကောင်စီကိုတရားဝင်ထောက်ခံပြတယ်။ဒါပေမဲ့တစ်ချိန်တည်းမှာပဲသူတို့ရဲ့ပိုက်လိုင်းဒီနဲ့ရှာပါတပ်တူကျွင်းတီရှိတဲ့နေရာကသူပုံ EAOD ကိုလည်းလိုဝတ်စွာထောက်ပံ့ပေးပြန်ရော။ပြီးတော့တရုတ်နိုင်ငံသားတွေကိုပြစ်မှတ်ချတဲ့ online ငွေလိမ်လုပ်ငန်းတွေကိုနှိမ်နှင်းဖို့အဲ့ဒီသူပုံတွေကိုပဲပြန်ဖိအားပေးတယ်။သူတို့ရဲ့အဓိကကြီးမှန်းချက်ကတော့ဘယ်ဘက်ကမှအပြတ်တမ်းမနိုင်စေပဲမြန်မာနိုင်ငံကိုသူတို့ထိန်းချုပ်လို့ရမယ်ပြည်ပတ်တာချင်းတွေတခုမှပဲဆက်ရှိနေစေဖို့ပါပဲ ကဲဒါဆိုရင်မြန်မာနိုင်ငံရဲ့အနာဂတ်ကဘာဆက်ဖြစ်မလဲဒီလိုကျင်မိုးနေတဲ့နိုင်ငံတနိုင်ငံအတွက်မရေးရသေးတဲ့အနာဂတ်လမ်းကြောင်းကိုတော့နောက်ဆုံးအနေနဲ့လေ့လာကြည့်ကြရအောင်တန်းချင်သူတွေကတော့အဓိကဖြစ်နိုင်ခြေရှိတဲ့အနာဂတ်ပုံစံ၃မျိုးကိုထုတ်ပြထားပါတယ်ပထမတစ်ခုကတော့နှစ်ရှည်နာများတောင်းမတင်ရေမကြဖြစ်နေမယ့်အခြေအနေပါစီးရီးယားလူမျိုးအစုံမရှိတဲ့စစ်ပွဲတွေနဲ့အမြင့်တွယ်နေတဲ့စစ်အစိုးရနဲ့ပေါ့ဒုတိယတစ်ခုကတော့ Federal Democracy ပါဒါကတော့ခုခံတော်လှန်ရေးဘက်ကအောင်ပွဲခံပြီးကိုပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်တွေနဲ့ဖွဲ့စည်းထားတဲ့စနစ်တစ်ခုကိုတည်ထောင်တာမျိုးပါတတိယအစိုးရဆုံးဖြစ်နိုင်ခြေကတော့နိုင်ငံငယ်တွေအဖြစ်ကွဲထွက်သွားတာပါယူဂိုစလာဗီးယားလိုပဲလူမျိုးစုအလိုက်နိုင်ငံငယ်လေးတွေကွဲထွက်ပြီးအချင်းချင်းတိုက်ခိုက်နေကြတဲ့အခြေအနေမျိုးနဲ့နိုင်ငံတော်လုံးဝပြိုကွဲသွားတာဖြစ်ပါတယ်ဒါဒီအားလုံးကတိုးတိုးတီကိုနောက်ဆုံးစဉ်းစားစရာမိခွန်းတစ်ခုနဲ့ထားခဲ့ပါတယ်ကဘာကြီးကမျက်နှာလွှဲထားရဲ့ဒီအချိန်မှာမြန်မာနိုင်ငံရဲ့နောက်ထပ်အခန်းကဏ္ဍတစ်ကိုဘသူကရေးသားသွားမှာလဲဒီမိခွန်းကဒီလောက်ကြီးမားတဲ့လူသားချင်းစာနာမှုနဲ့ဖတ်ထူရီနိုင်ငံရဲ့အချက်အသက်ကိုနိုင်ငံတကာကလစ်လူရှုထားခြင်းရဲ့နောက်ဆက်တွဲကျိုးဆက်တွေပေါ်အလေးနဲ့ထားစဉ်းစားဖို့တွန်းအားပေးနေပါတယ်